မြေဆွေရေကိုပေး၍ယူရလာရကိုဘွားကဥယျာဉ်မူတရံပန်းကိုစောင့်ကြက်ဝင်းရနေကြီးတစ်ပေါက်များမကြရောက်စေရပြန်ဝင်လာမဲ့ပန်းလမ်းလာမဲ့ပန်းလာမဲ့ပန်းမွေးလာမဲ့ပန်းဒီပန်းတွေကိုအရေးကြီးက